ဖို့အဲ့လို research လုပ်ပြီး like share တယ် online မှာတိတ်မရှိဘူး information sharing လုပ်ချင်တာပေါ့နော်ဆိုတော့ဒီမနက်ကျွန်တော်တို့9:19ထွက်တယ်ပေါ့နော်ပုံမှန်အစားတော့ကျွန်တော်4နာရီလောက်ထွက်မှာဒါပေမဲ့ရဲစောနေမှာဆိုတော့ဟိုမှာကျွန်တော်ကကားတစ်ဆင့်ပြန်စီးရမှာကားတွေအခက်မှာဆိုတော့လေကျွန်တော်တို့ information sharing လုပ်ပေးပါမယ်လမ်းတွေဘယ်လောက်ဆိုးလဲခေါင်းကြီးဘယ်လိုလှလဲပေါ့နော်ကျွန်တော်တို့လည်းတစ်ခါတော့မရဘူးငွေဆောင်ပဲမြင်နေသွားနေကြပါတော့ကိုတော့ first time ဆိုတော့ okay လာပါကြည့်ကြပါဦးနော်ပြီးတော့နားရလည်းမဟုတ်ပါဘူးတကယ်ချင်းကားတစ်စီးကိုစောက်အခုထိတော့မလာသေးဘူးကား3စီးဆုံးပါပဲတော့ကြမယ်ရောက်စောင့်နေလူရောက်ကျွန်တော်တို့6နာရီလောက်မှထွက်လာတယ်ထင်တယ်အိမ်ကတော့9နာရီကျော်လောက်ပေါ့နော်ဒါပေမဲ့ဟို shipping ကနေပြီးကျွန်တော်6နာရီကျော်လောက်ထွက်လာအခုပသိမ်ကိုကျွန်တော်တို့ခုနကသင်္မေးစားပါကျွန်တော်စားခင်ရဆိုတော့9နာရီ45လောက်ရောက်တယ်ဗျညာဘက်ကိုဆိုရင်ကျွန်တော်တို့ဝေဆောင်ပေါ့နော်ဒီဘက်ကိုချိုးမှအထင်တယ်ဟုတ်တယ်ငွေကောင်းတောင်ကြီးရွာရောက်တော့ကျွန်တော်ပြဿနာတက်တယ်အဲ့ဟာအိမ်နဲ့တက်ချင်တာအဲ့ဟာဖြည့်ရှင်းလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုတော့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်အခုကကျွန်တော်တငယ်ချင်းကားပေါ်ရောက်နေပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကားကိုငွေကောင်းတောင်ကြီးရွာမှာအပ်ခဲ့တယ်အပ်ခဲ့ပြီးတော့ကျွန်တော်တငယ်ချင်းကားအကြီးနဲ့ဆိုတော့သူတို့ကလည်းစမ်းပြီးသွားကြည့်ချင်တယ်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ကားပေါ်လိုက်လာခဲ့တယ်ပေါ့နော်ကဲအခုလမ်းအဆဆိုတာပေါ့နော်လမ်းကောင်းလေးခဏလေးမောင်းပြီးတော့ဒီမှာစပြီးတော့လမ်းဆဆိုတော့ကျွန်တော်ကားပေါ်ဆင်ပြီးတော့တိုင်ပင်ကြတာပေါ့ဘလို့သွားကြမလဲဆိုပြီးနည်းပြေးပဲသွားလိုက်လေဟုတ်တယ်ဟိုကလေအရန်နဲ့ထိတာနဲ့မရအောင်ကိုတော့အောင်ကြားတယ်ပါဟုတ်တယ်ကဲလမ်းဆင်းရှောက်နေရပါပြီဆိုတော့ကားတွေကတော့ဖြည်းဖြည်းပဲသွားခိုင်းရမယ်ရပြီအဲ့တိုင်းလားဟုတ်တယ်မှန်တယ်အဲ့တိုင်းပဲဟုတ်တယ်အဲ့တိုင်းပဲပါလမ်းကတော့ဒီလိုအချိန်နေဖြစ်နေပါတယ်လို့စင်တီကိုဘယ်လိုပေါင်းလဲမသိကျွန်တော်တို့ original plan ကငေဦးကောင်းတောင်ကျေးရွာရောက်ရင်ကျွန်တော်တို့ကား3စီးထားခဲ့ပြီးတော့ bus ကားနဲ့လိုက်မယ်ဆိုပြီးတော့ option ပေါ့နော်ဒါပေမဲ့တကယ်ချင်းတစ်ယောက်ကတော့လမ်းကောင်းလောက်ပါပြီဆိုပြီးတော့သူကားကြီးနှစ်ခုနဲ့သွားမယ်ဆိုပြီးလုပ်လိုက်တော့ကျွန်တော်တို့အခု1နာရီခွဲ2နာရီသွားရမယ်ခရီးကို4နာရီခွဲ5နာရီလောက်ကြာသွားတယ်ပေါ့နော်လမ်းမှာဆင်းလိုက်တက်လိုက်ကားကိုလည်းညာတဲ့အနေနဲ့ဒီလိုဖြစ်သွားတော့လူတွေလည်းပင်ပန်းသွားပါတော့အခုဟို option ကတော့ကျွန်တော်တို့2မျိုးရှိတယ်ပေါ့နော်ကိုကားနဲ့ကိုသွားမလားငေဦးကောင်းတောင်ကျေးရွာမှာကားအပ်ခဲ့ပြီးတော့ option ဟိုပါပေါ့နော်ဒီ bus car option နဲ့သွားမလားဆိုတဲ့ဟာပေါ့နော်တွေ့နေတဲ့ကားကတော့ကျွန်တော်တို့စီးမဲ့ကားဗျအခုကျွန်တော်တို့တော့ကြော်သွားပြီဆိုတော့သူတို့တော့သိကြပါတယ်စောစောရောက်ပါ Yes လူကြည့်မယ်ဆိုရင်တော်တော်ထူတယ်ဗျလမ်းကို16ခေါက်လောက်ဆင်းချောက်ရတယ်ကျွန်တော်ထွက်လာတာ9နာရီထွက်လာတယ်အခု9ခွဲကိုမရောက်သေးဘူးလမ်းတော့လည်း6နာရီနဲ့6မိနစ်ပါဆိုတော့အခုဟိုးဘာလဲတော့မြင်ရရကြအဲ့ဒါ beach ပါနော်အခုဒါပေမဲ့လောလောဆယ် beach တော့မရောက်သေးဘူးကြမ်းတမ်းနဲ့လမ်းကိုကျော်ဖြတ်နေအောင်မယ်အခုတော့ရောက်ပါပြီဒါပေမဲ့မြို့ကောင်းမြို့ကနေပြီးတော့ဟိုဘက်ကောင်းရင်ကြီးဟိုတယ်ကိုဆက်သွားလို့မရဘူးပေါ့ကားနဲ့ကားဒီလမ်းအရန်ဆိုးတဲ့အတွက်ကြောင့်ဂျက်တီမှာကားရိုက်ခဲ့ပြီးတော့အခု speed boat နဲ့သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တော်တော်ဆုတ်ပြတ်သက်ခုဟိုတယ်တော့သွားနေပြီပေါ့နော်8 hours later မနေ့ကသူကကျွန်တော်တို့မနေ့ကတော့ပြင်မန်းနဲ့ညဘက်ကြီးရောက်လာပြီခင်ဗျာပါစားရှေးပါလေးကူးပြီးတော့နားကြပါပေါ့နော်ကူးတော့ကျွန်တော်ဟိုမှာကန်ကြီးရောက်လာတော့မအောင်နေတော့လမ်းမီးလည်းတိတ်မရှိတော့ဘာမှကောင်းကောင်းကန်းကန်းတော့မရအောင်ပြဟုတ်တယ်ပေါ့လေဒီရှိလိုက်ပြပါတယ်ဟုတ်တယ်အကြည့်လို့တော့ရှိပါတယ်ဟုတ်ပါဗျအပြင်မှာတော့တော့မှာမဟုတ်ဘူးဗျကင်မရာထဲမှာလေငါဟိုးတော့ကျွန်းကျွန်းဗျကျွန်တော်တို့ဒီစားပြောရတော့ချက်တိုင်ပြီးတော့ဒီကကျွန်းကိုပတ်သွားမယ်ဗျtrekking လုပ်ရင်လုပ်ပါပေါ့နော်ကျွန်တော်ဟိုစနေနေ့ရိုက်ကြပါမယ်
အခုငါသွားမြားဖို့ ကောင်းတဲ့ဟာ စီစဉ်နေရဲခဲနော် ရဲတဲ့ဘုံဘုံဒီကိုကျွန်တော်ရပါလားကျွန်တော်ရမယ် ဒီမှာထည့်လိုက်ပြီနော် ရုပ်ပြီးပါတယ်ဒါခဲနဲ့ accessory ပါဗျာ ဒါခဲနဲ့ accessory တော့အယုတ်ဘူးကိုယ့်ရဲ့ဒီကောင်းယူမှာ โอเคဒါအယုတ်ကြီးကြီးညကနည်းနည်းကြီးရပါရိုက်လို့ရလားကိုရိုက်လို့ရတယ်ဒါကျွန်တော်တို့လိုက်ပို့ပေးမယ် guide ပါကဲကျွန်တော်တို့ရောက်ပါပြီ အေးရပါတယ်ဟောဒီအောင် live မမှုရတယ် ခဏပဲမို့ အေးချက်ပြတယ်ဟိုဟာလည်းရတယ် ဟုတ်မနက်ကစားတယ်ဟောတယ် ကိုစားမရမှာလေမနေ့ကတစ်နေ့လုံးစားထား အဲ့ဒါ တာ ကိုပါဟိုမိုက်ရတယ်တက်ကြွေး လာရောတော့ဒီမှာနိုင်မထွက်ဘူးတခါပဲလားဒီမှာကျွန်တော်တို့နားနေမယ်ပြီးငါးမြောင်းမယ် အေးရပြောတာစောနေတော့ဒီကအစိုးသုံးနေရပြီးလိုက်တော့ sorry ပါချလိုက်တော့ချလိုက်တော့စီရပြီဒီကားဆိုကစက်တယ်ပါ Wow. ဟိုကောင်းလိုက်တာဒီမဲ့ပါတော့ဟမ်အဲ့နိုင်ပါတော့လား Nice. ရအကျုံးချက်လေးရဒါလေးတော့ ဒီနောက်မှာခဏစကန်ချပြီးတော့ကျွန်တော်တို့တော်တော်ချက်ပုတ်စားမယ်ဆိုရင်ငါတော့များပြီသွားပြီငါတော့ရတယ်ဗျဒီလက်ဝါးတစ်လုံးဝါလောက်တော့အခုနောက်ပြန်သွားပြီးတော့ကျွန်တော်အုံးသေးရှာမယ်ဟိုအဓိကပြဿနာအုံးပင်တွေ့ရလေအုံးသေးမှမတွေ့တာတွေ့ပြီလား What ဘာလဲတက်ပါလဲဟိုးပေါ့ဟေးပြောသေးလား Okay Okay ကျွန်တော်တို့ မင်းတို့ပြေပါ ဟိုလုပ်လို့ရတယ်ပေါ့ကျွန်တော်တကယ်တည်းနေအခုဘာလုပ်နေလဲဆိုတော့အခုဟိုကျွန်တော်ကနန်းကြော်စားမလို့ကနန်းလိုက်ဖမ်းနေပါတော့ကျွန်တော်ကတော့အဲ့လိုမလုပ်တော့သဘောမဖြစ်ဟုတ်လေဒါကမဲပါပါလူကားလည်းမဲတယ်မကားလည်းမဲတယ်
ပြန်တော့တကားကို2ယောက်နှုံးနဲ့ပဲလိုက်ပြီးတော့ကျန်တဲ့လူတွေကတော့ဘတ်စကားနဲ့ luggage တွေသယ်ပြီးတော့ပြန်တယ်ပေါ့နော်ဘတ်စကားကငရုတ်ကောင်းမြို့ကနေပြီးတော့မနက်7 နာရီထွက်ပြီးတော့ဟိုတနာရီခွဲလောက်ပဲမောင်းတော့10 နာရီမထိုးခင်နေလောက်ရောက်သွားတယ်ပေါ့နော်ငရုတ်ကောင်းတောင်ကြေးရအောင်အဲ့ကနေမှကျွန်တော်တို့ကိုကားနဲ့ကိုအကုန်လုံးပြန်လာကြတော့အကုန်လုံးပြန်တော့နည်းနည်းအဆင်ပြေသွားပြီပေါ့နော်